ဆိုတဲ့အခါမှာထွက်လန်းရောရှိရလားလို့ဆိုရှိတယ်ဒုက္ခនិရောဓအဲ့ဒီဒုက္ခတွေချုပ်ငြိမ်းသွားလို့ရှိရင်ဒါလွတ်မြောက်ခြင်းပဲဒါဖြင့်လွတ်မြောက်ဖို့ရအတွက်နိလန်ရောရှိလားလို့ဆိုဒုက္ခនិရောဓကာမိနိပฏิပဒါလို့မဂ္ဂင်7ပါးကျင့်တရားကိုကျင့်ကြံကြိုးကိုအထုတ်ခြင်းဖြင့်ဒုက္ခនិရောဓဆိုတာကိုစိုက်ကြည့်နိုင်တဏှာကိုဖယ်ရှားခြင်းဖြင့်အကြောင်းပြတ်သွားလို့ရှိရင်အကျိုးလည်းရသွားမှာဖြစ်တယ်။ဒါကြောင့်မို့ဒုက္ခကိုဖြစ်စေတတ်တဲ့တဏှာကိုဖြတ်တောက်ပြစ်လိုက်ခြင်းအပြင်ဒုက္ခတွေအလုံးရပ်သွားတယ်။ဘာနဲ့ဖြတ်တောက်တုံးဆိုမေဃသစ္စာနဲ့ဖြတ်တောက်တယ်။အဲ့ဒါကြောင့်မို့လို့နိဝတ္တိသစ္စာဖြစ်မှုတွေကိုရပ်ဆိုင်းလိုက်တယ်။ဖြစ်မှုတွေကိုရပ်ဆိုင်းလိုက်တာဟာဘာနဲ့ရပ်ဆိုင်းတာတော့မေဃသစ္စာနဲ့ရပ်ဆိုင်းတယ်။ဘာကိုရပ်ဆိုင်းတာတော့လို့ဆိုရင်ဒုက္ခကိုရပ်ဆိုင်းတယ်ဒုက္ခကိုရပ်ဆိုင်းတဲ့နေရာမှာဘယ်သူကိုအရင်ရပ်ဆိုင်းရမလဲလို့ဆိုလို့ရှိရင်တဏှာကိုအရင်ရပ်ဆိုင်းရမယ်ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့ဆိုလိုရင်းကဘုရားမြတ်စွာရဲ့အနှစ်ချုပ်ဒေသနာဖြစ်တဲ့အာမုကန္တိကဒေသနာဖြစ်တဲ့သစ္စာ၄ပါးဟာကြောင်းတဲ့အကျိုးကိုဟောတယ်အကျဉ်းအားဖြင့်အဲ့ဒါကိုထပ်ပြီးတော့ချဲ့လိုက်တဲ့အခါကျတော့ဘာဖြစ်လဲပဋိစ္စသမုပ္ပါဒဖြစ်တယ်ပဋိစ္စသမုပ္ပါဒဆိုတာအကြောင်းတစ်ခုကိုဆွဲမိပြီးအကျိုးတရားတွေကိုထုတ်လုပ်တဲ့အကြောင်းတရားလို့အဓိပ္ပာယ်ရအဲ့ဒီအကြောင်းတရားတွေကထုတ်လုပ်တဲ့အကျိုးတွေကြတော့ပဋိစ္စသမုပ္ပန္နလို့ခေါ်တယ်အကြောင်းကြောင့်ဖြစ်လာတဲ့အကျိုးတရားအဲ့တော့သမုပ္ပါဒနဲ့သမုပ္ပန္နဆိုတာကိုကွဲကွဲပြားပြားမှတ်သားဖို့လိုတယ်ပဋိစ္စသမုပ္ပါဒဆိုတဲ့စကားလုံးဒီအကြောင်းကိုရည်ညွှန်းတဲ့စကားလုံးပဋိစ္စသမုပ္ပန္နဆိုမှအကျိုးကိုရည်ညွှန်းတယ်လို့ဒီလိုမှတ်သားရမယ်ဒါကိုတချို့ကပဋိစ္စဆိုတာအကြောင်းတရားသမုပ္ပါဒဆိုတာအကျိုးတရားလို့အဓိပ္ပာယ်ရှင်းတာဒါကမှားယွင်းတာမမယွင်းရှင်းလင်းချက်တစ်ခုဖြစ်တယ်ဒါအင်္ဂလိပ်လိုပြန်တဲ့အခါကျ dependent origination dependent ဆိုတာပဋိစ္စကိုပြ origination ဆိုတာ originating cause လို့ဆိုလိုတယ်ဖြစ်စေတဲ့အကြောင်းတရားကိုပဲဆိုလိုတာအကျိုးကိုပြောချင်တဲ့အခါကျတော့ပဋိစ္စသမုပ္ပန္နလို့ဒီလိုပြောရအောင်ဟောအဲ့တော့အနုလောမဒီပဝတ္တိသစ္စာကိုရှင်းတာပฏิလောမပဋိစ္စသမုပ္ပါဒဒီနိဝတ္တိသစ္စာကိုရှင်းတာဟောသစ္စာကိုအကျယ်ချဲလိုက်တဲ့အခါကျတော့ပဋိစ္စသမုပ္ပါဒဆိုတာဖြစ်တယ်အနုလောမနဲ့ပฏิလောမအေးဟုတ်ပြီအကျဉ်းအဖြစ်ပြောမယ်ဆိုရင်သစ္စာအဲ့ဒီတဲ့နည်းနည်းချက်ပြောလို့ရှိရင်ပဋိစ္စသမုပ္ပါဒတခါပဋိစ္စသမုပ္ပါဒကိုထပ်ချဲလိုက်မယ်ဆိုရင်ပဋ္ဌာန်းလို့ဒီလိုဖြစ်ပါနော်ပဋ္ဌာန်းမှာလည်းအကြောင်းနဲ့အကျိုးဒီနှမျိုးပြင်မှာပဋ္ဌာန်းကပဋိစ္စသမုပ္ပါဒမှာအကြောင်းနဲ့အကျိုးနှမျိုးကိုပဲပြောတယ်ပဋ္ဌာန်းရောက်တဲ့အခါကျတော့အကြောင်းတရားရဲ့စွမ်းရည်တတ္တိကိုပါထည့်ပြောတယ်ဘာစွမ်းရည်နဲ့ထောက်ကူပြုတယ်လဲဆိုတာကိုထည့်ပြောတယ်ဒါကြောင့်မို့အကြောင်းကျိုးကိုရှင်းပြတဲ့ဒေသနာထဲမှာပဋ္ဌာန်းဟာအပြည့်စုံဆုံးပဲဖြစ်တယ်